Yeah အားလုံးအခုဒီမှာရှိတဲ့ညီကောင်မောင်နှမတွေအားလုံးနဲ့ဆရာထွန်းကံရဲ့ဆွမ်းအားဆိုတဲ့တခြင်းလေးကိုဆိုကြပါရစေဟုတ်ကဲ့ပါ Okay thank you
ကယ်မခွင့်ချင်ပါဘူးအားလုံးကျေးဇူးတင်ပါတယ်အားလုံးရကြတဲ့တခြင်းလေးတူတူဆိုရတာအရန်ပြောပါတယ်